နေရောရာဖြစ်နေဥပုပ်နေမှာဘုံလိုအားလုံးမြတ်စွာဘုရားရဲ့တရားထုံးမောင်းကိုယုံကြည်သက်ဝင်ကြပြီးတော့ဘုံကြီးအပိုင်းရောတန်ခါတော်များအပိုင်းရောကိုယ်ရည်အပိုင်းရောဒဂရကမအပိုင်းပြီးရောဗုဒ္ဓဘာသာနဲ့ဗုဒ္ဓအာရဏနဲ့ဆက်နေတဲ့အခမ်းအနားတရက်ကိုယခုလိုအတူတူပူပေါင်းပြီးတော့ဆောင်ရွက်ခြင်းပါနိုင်တာဒီပထမဂုဏ်ယူစရာဒီပထမကျေးဇူးတင်မမြောက်စရာရှိပါကြောင်းရှိစွာအပြောကြားလိုပါတယ်ရှောက်ထားလိုပါတယ်ဗျာဒီနေ့အခမ်းအနားအတွက်အဖို့ဩဝါဒကထာနဲ့ကျိုးဆိုနှုတ်ခွန်းဆက်စကားဖြစ်ပါရဲ့ဗျာအဖို့ဩဝါဒကထာနေနဲ့ရောจิตအကျိုးဆိုနှုတ်ခွန်းဆက်စကားနဲ့ရောယခုလိုပြောကြားခွင့်ရရှိတာလည်းပဲအားလုံးအထူးပဲကျေးဇူးတင်ရှိပါတယ်ဘုရားတို့ဒီပိဋကဘာသာပြန်နေတဲ့မှာရှမ်းဘာသာနဲ့ပိဋကပြန်ဆိုလာတယ်အဲ့ဒါလည်းရှိပါတယ်တခြားဘာသာတွေလည်းလူတိုင်းဗုဒ္ဓရဲ့တရားဓမ္မတွေကိုသေချာနဲ့သိရှိနားလည်သဘောပေါက်အောင်ကမ္ဘာပေါ်မှာဘာသာပေါင်းများစွာနိုင်ငံပေါင်းများစွာလည်းပဲသက်ဆိုင်ရာကျမ်းစာတွေဘာသာပြန်ပြီးတော့ translate လုပ်ပြီးတော့ပြန်ပြီးတော့နားလည်အောင်သင်ယူကြလေ့လာကြဖတ်ရှုကြတာအားလုံးသိပါမယ်အဲ့ဒီမှာခုနဘုန်းတော်ပူဇော်ကြောရတဲ့ဒီအုပ်ကိုဆရာတော်ဘုရားရတယ်ပဲနှစ်ပေါင်း69နှစ်ရှိပြီဖြစ်တဲ့ပိဋကတရားတော်ကိုရှမ်းဘာသာနဲ့ပြန်ဆိုကြမယ်ဆိုရရှင်းဆရာတော်ဘုရားကြီးများစုဝေးထားတဲ့တန်ခါပိဋကကျမ်းစာပြန်တဲ့အဖွဲ့အစည်းတစ်ခုရှိပါတယ်အဲ့ဒီအဖွဲ့ကနေအသက်90ကျော်80ရရှိသွားတဲ့ဆရာတော်တန်ခါတော်များကိုဩဝါဒစရိယဖြစ်ကြီးမြောက်တဲ့ကြီးမြောက်တာရှိပါတယ်အဲ့ဒီထဲမှာဒီဘုရားဆရာတော်ဘုရားရဲ့ဒီနေ့ကြီးမြတ်လို့ကြီးမြောက်ခံရလို့ခုနပေါင်းတော်ဆရာတော်ဘုရားရောနောက်ပြီးတော့အင်းဘုဆရာတော်ဘုရားကဥဆောင်ပြီးတော့ပြန်လေထပ်ဆင့်ပူဇော်ပူမြောက်မှန်လျှောက်ကြောခဲ့ခြင်းဖြစ်တယ်ဒီခန္ဓာမှာအားလုံးအခုလိုသက်ဆိုင်ရာကျောင်းတိုက်ကဆရာတော်တန်ခါတော်များရောစာချကိုယ်တော်ဝန်ဆောင်ဘုန်းကြီးတွေရောနောက်စာအောင်တန်ခါစာအောင်တန်နေကိုယ်လေးများအားလုံးတခြားသောကိစ္စရပ်တွေကိုခဏထားပြီးတော့ကာယတမ္မဂီစိတ်ကတမ္မဂီကိုယ်ညီညွတ်မှုစိတ်ညီညွတ်မှုကိုရှင်းရှုပြီးတော့ကြွရောက်ခြင်းနဲ့ဘုရားတဲ့အတွက်ကြောင့်အားလုံးကိုလိုက်လေးနဲ့ကျိုးဆိုနှုတ်ခွန်းဆက်သပါကြောင်းနဲ့ဂုဏ်ယူမုဒိတာဘွားပါကြောင်းရှောက်ထားကြပါလေဗျာထို့ဒီသူစွာဒီနေ့ခန္ဓာမှာတချို့ကြတော့ဒီကျောင်းရဲ့မူလကျောင်းကမာကြီးဖြစ်ပါတယ်တော်တင်လည်းသမီးရောနောက်ပြီးတော့ဒီကျောင်းတိုင်းဒီတက်တော်ရှိဆရာတော်ပြန်လက်ထက်ကနေစပြီးတော့ရင်းနေတဲ့တိုင်အဘက်ဘက်ကကိုကြီးဝမ်းပတ်ဖို့ဆောင်ရွက်ပေးကြတဲ့ပစ္စည်းလေးပါလူရှင်စေနာရှင်တွေရောဘုံတို့မိစေနေတိုင်းလာစင်လာတိုင်းနေစင်နေတိုင်းအောင်ချမ်းသာကျောင်းတိုင်းကရောတခြားကျောင်းတွေကလည်းဆုံးမကြောရကမှာဆုံးလောင်းလူတွေတကယ်ဆုံးနေတာဆုံးမပေါင်းအားလုံးကိုရောနောက်ပြီးတော့စာပေတင်ကြားပို့ချပေးကြတဲ့ဆရာမတွေကိုရောနောက်အမှုဆောင်ဖွဲ့ဥပထံပကတကားရုပ်ဖွဲ့အားလုံးကိုရောဝိရဝဆဖွဲ့ကိုရောအားလုံးရဲ့ပါဝင်ပေးဖို့ကိုအထူးပဲ
Jesus in one year in Alu, Josu, no conservatory, looking at the Joja Bayasi. In the upon all at Nakatane, Joja Mesuni, abide by Joja Domachita. Brahma buying a diga did a queen, really, saw on Navy. They are goes a shipper, did a nima. Omoro, you senate. Sunday was Sunday Loki Pinya Yan and Pawane, Loco Pinya Yan and Pawayame Sure, Jizuro Shekababoda Tadanaju, Osmosia of Yaye, Come when a Duiko of your men, Omoro Alum Soyatare, Sunday Same Web Kuchitan. It is a way go, that's a Yabolo who give you as we know, chow down we are Pisu Jarabo. The Ujare, Sierra Eleven Pimanja, Saja Uzine, Siazama Eleven Alo Pimajama. And the Union good Same way on. When ye Uzine Lepashina Pimajama. The doom of a married Bogu, Loga Jilimam Shiva. ကြိုးစားကြမှာဖြစ်ပါတယ်ဗုဒ္ဓရဲ့အမျှော်မြင်ဗုဒ္ဓရဲ့သူ့ရဲ့ဝိရှင်တွေကတပေတတကမ္မတကဆိုရတဲ့ကောင်းကောင်းဆိုဆိုတူတတာဆိုရတာအားလုံးကိုယ့်ကိုယ်ပဲဖန်တီးရမှာဖြစ်တယ်လို့ပြောတယ်အဲ့ဒါကြောင့်မလို့ကိုယ်တိုင်ကိုကြသူ့ကြရာခန္ဓာကြရာတာဝန်ကိုတပည့်တော်ဒီလိုကြိုးစားကြမှာဖြစ်တယ်။ကြိုးစားကြပြီးတော့ကိုယ်ရင်းလေးတွေရှင်းတာနေပြီ။နောက်သက်ဆိုင်ရာကျောင်းလိုက်ကနေပံ့ပိုးပေးခဲ့ကြတဲ့ဆရာတော်တန်ဃာတော်ကြီးဆရာမတွေပစ္စည်းလေးပါးကလည်းအားလုံးဒီနေ့ဘုံဘုံတို့တည်တည်ကြကြတပတ်ကစာအောင်တဲ့ကိုလိုပဲကုန်ယူပြီးတော့ကုန်ပြရမှာဖြစ်တယ်လို့တပတ်ကလည်းမိမိတို့အားလုံးပါဝင်ပေးမှုတစ်စိတ်တစ်ပိုင်းတစ်တွေကလည်းပြန်လေဆန်းစစ်ပြန်လေစင်ကြင်ပြီးခေါ်ပြီးတော့ကိုယ့်အပေါ်ပြန်ပြီးတော့ကုန်ယူမူတည်တာပေါ်မှာဖြစ်ပါတယ်ရှင်ရတော့ကိုယ်တော်အားလုံးဒီနေ့ရှင်ရတော့ကစာအောင်စာမေးပွဲတွေဘုရားရဲ့ကျမ်းစာတွေကိုအောင်မြင်လို့ရှင်ရတော့ကိုဂုဏ်ပြုကြီးနေတဲ့နေရာချင်းဒီကျိုးလွန်ပရိယိတဓမ္မပါဠိအတင်းဥဆောင်တဲ့တန်ဃာတော်တွေကကြီးမှုကြီးပါပြီးတော့ရှင်ရတော့ကိုဒီနေ့ဂုဏ်ပြုခြင်းပဲဖြစ်တယ်ဒီနေ့ရှင်ရတော့ဂုဏ်ပြုခြင်းဟာဒီနေ့ရှင်ရတော့အားလုံးတခါတည်းဂုဏ်ပေါင်းမြောက်များစွာနဲ့ပြည့်စုံပြီလားဆိုမပြည့်စုံသေးပါဘူးအဲ့ဒီလိုနဲ့ပြောမယ်ဆိုရင် it went down all Sangha members here and also devotees here in Kimuri far and near. Today we all here to be honored, to honor you all because your work hard and study is appreciated. But today, even though we are proud of you, we say many and big congratulations to you all. And that means your life will grow with this event. In personality, based on this small piece of creatures for today's ceremony, you have to take this event in with the food and memorable in your life and work hard and study hard again and again more and more to complete this your ambition and your vision and also that Priyati Satamabala is a mission both manage the curriculum and also all level and degree
ဒီနေ့အနေအချင်းပဲရှင်များတို့ပံ့ပိုးပေးနေတာဒါပေမဲ့ဒီအနေအချင်းရှိတဲ့အင်အားကိုဒီနေ့စာမေးပွဲအောင်တဲ့ရှင်များတို့အားလုံးဒီနေ့အားလုံးက support ပေးလိုက်တဲ့နော်တခြားပစ္စည်းစုံအားတွေ distribute အောင်တဲ့မတ်တွေကအနေချင်းပဲအဓိကကအဲ့ဒါကိုပုံဖော်ပြီးတော့ရှင်များတို့ကိုစိတ်အားထက်သန်ဖို့ရှိအောင်ငါတို့ကပဲပြင်ပန်းတာမဟုတ်ဘူးဂျန်နဲ့ငါတို့ကိုပတ်ဖို့လူတန်းမဲ့တဲ့လူရှင်စေနာရှင်တွေအားလုံးကပြင်ပန်းနေကြတာဆရာတော်ရဲ့စာကြဘုန်းကြီးတွေကိုလုံးပြင်ပန်းနေကြတာပါပဲအဲ့ဒါကြောင့်ရှင်များတို့အားလုံးကိုဒီနေ့မကပါဘူးဂျန်နဲ့ရက်တွေရောဂျန်နဲ့လာတွေမြစ်တွေရောရှင်များတို့အမြဲတမ်းပံ့ပိုးပေးတဲ့ဆရာတော်တန်ဃာတော်ကြီးတွေလူရှင်စေနာရှင်တွေရှင်များတို့မိဘဆွေမျိုးတွေရှင်များတို့ဘက်မှာမြေရနေ့စဉ်နဲ့ညစက္ကန့်တိုင်းမှာကိုယ်ယူနေပါလေပံ့ပိုးပေးနေပါလေဆိုတော့မပေးဘူးပါအဲ့ဒီအားလုံးရဲ့ပံ့ပိုးကူညီမှုနဲ့ရှင်များရဲ့အောင်မြင်မှုကိုဂုဏ်ပြုတဲ့ပုဂ္ဂိုလ်ရဲ့ပုဂ္ဂိုလ်များတို့ရဲ့ကြိုးစားဆောင်ရွက်မှုကိုအမြင်ပြုပြီးတော့ရှင်များတို့အားလုံးတကယ်စိတ်ပါလက်ကိုပါနဲ့တက်ကြွဖြစ်တဲ့ intention နဲ့စိတ်စေနာပါဝင်စားစွာနဲ့ကိုယ့်ရဲ့သက်ဆိုင်ရာလုပ်ငန်းစာပေပရိယတိဒီဟာကိုဒီထက်မကနော်ဒီ BA အဆင့် MA အဆင့်ဒီဒေါက်တာအဆင့်အဲ့တော့ဒီပြည်များအောင်ရှင်များအားလုံးကြိုးစားဆောင်ရွက်မှသာမယ်ဒီနေ့ကောင်းပြုပူဇော်တဲ့ဆုနဲ့တပင်ကပို့ပြီးတော့တိတ်ပြီးရှိမှဖြစ်ပါလိမ့်မယ်ဒီနေ့ကောင်းပြုပြီးတော့မနဲ့ပြန်ကြရင်ရှင်များတို့ထပ်မကြိုးစားဘူးဒီနေ့ကောင်းပြုပြီးတော့ပူဇော်ပြီးတော့မနဲ့ပြန်ကြရင်ရှင်များတို့ကထပ်ပြီးတော့အလုပ်မလုပ်ဘူးဆိုရင်ဒီနေ့မှာကောင်းဆိုတဲ့သဘောတရားကိုယ့်ရဲ့ဒီကိုယ်ကြီးဆိုတဲ့သဘောတရားရှိနေပေမဲ့အဲ့ဒီကောင်းနဲ့အဲ့ဒီဒီဂရီဟာအရှင်ဘုရားတို့ဘဝအတွက်ရောအားလုံးရဲ့ဘဝအတွက်ရောမြင့်တင်အောင်စွမ်းဆောင်နိုင်ပါဦး။အဲ့တော့မိမိအတွက်ရောအများအတွက်ရောကောင်းကျိုးနဲ့ချမ်းသာဘုဇနဟိတာယဘုဇနဒုက္ခယဆိုတဲ့မြတ်စွာဘုရားရဲ့သာသနာပြုနည်းနည်းကိုဆောင်ရွက်နိုင်ဖို့ရန်ဆိုရင်ရှင်များတို့အားလုံးဒီထက်မကဟောဝဆုံးတဲ့တိုင်အောင်ကြာရကံပါကြာရတာဝန်တွေကိုအမြဲတမ်းကြိုးစားအားထုတ်နေမှသာလေရှင်များတို့တွေအားလုံးဟာစာပေပရိယအောင်မြင်မှုဆိုတဲ့ဂုဏ်တွေလည်းပဲပူဇော်ဂုဏ်ထိုက်တဲ့ပုဂ္ဂိုလ်ပူဇော်ခံထိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့တပတ်ကအားလုံးအတွက်မိမိအတွက်ဆက်လက်ပြီးတော့ကြိုးစားအားထုတ်နေမှသာသနာပြုလုပ်ငန်းများကိုဆောင်ရွက်နေမှသာမယ်အရှင်များတို့အတွက်ဘုကံပါရမီရှိဖြစ်နေမှာဖြစ်ပါလိမ့်မယ်ဘုံကြီးခြင်းနဲ့ဘုကံပါရမီရှိခြင်းနဲ့ဆိုရင်ကိုယ်တစ်ခုရှိရုံနဲ့မရပါဘူးဆိုတာကိုဒီလိုပြန်နေရှင်များတို့ရှောက်ထားလို့ပါလေဗျာဒါကြောင့်မလို့ရှင်များတို့အားလုံးသက်ဆိုင်ရာဒီနေ့ကြိုးစားမှုအတွက်ဂုဏ်သိက္ခာတွေတော့ရှိနေပါပြီအဲ့ဒီဂုဏ်သိက္ခာကနေတစ်ဆက်မိမိကောင်းကျိုးအများကောင်းကျိုးမိမိချမ်းသာအများချမ်းသာမှုကိုဒီထက်မကအရှင်များတို့အားလုံးကြိုးစားကြမယ်ပံ့ပိုးကြမယ်လှုပ်ဆောင်သွားကြမယ်ဆိုရင်ကောင်းသိက္ခာလည်းရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ရှင်များတို့အားလုံးကောင်းသိက္ခာရှိတဲ့ပုဂ္ဂိုလ်မျိုးရှိတယ်ဆိုပေမဲ့အဲ့ဒီရှိတဲ့အတိုင်းကိုဒီတိုင်းရလို့မရဆက်လက်ပြီးတော့လုပ်လို့ကြပါကြိုးစားနေမှာအလုပ်လုပ်နေမှာရှင်များတို့ဟာတကယ်ဘုံကြီးလို့ခေါ်ထိုက်တဲ့ဘုံကံပါရမီကြီးမားတဲ့ပုဂ္ဂိုလ်များ
ဖြစ်နိုင်မှာပါဖြစ်ရမှာပါလို့ဒီကနေပြောချင်တယ်။ကောင်းလေးရှိရမယ်အလုပ်လည်းလုပ်ရမယ်ဒါလေးကိုဒီလိုတော့မှချက်ရှင်များတို့အားလုံးကိုဒီနေ့ congratulations speak နဲ့ရောဒါလေးကိုပြောချင်ပါတယ်။နောက်ဒီတာဝန်ယူကြတဲ့သက်ဆိုင်ရာကျောင်းတွေကဆရာတော်တွေစာချဘုန်းကြီးတွေဝန်ဆောင်ဘုန်းကြီးတွေဆရာဆရာမတွေဒီစလေးပါးကဓမ္မတွေကိုလည်းပဲဒီတိုင်းပဲပြန်ပြီးတော့ဂုဏ်ပြုစကားပြောကြမှာဖြစ်ပါတယ်။စမေဝဲအောင်နဲ့ကိုရိုတွေပေါ်ပေါက်လာခြင်းဟာအရှင်ဘုရားတို့ရဲ့ကျိုးစားမှုဆရာတော်တွေသက်ဆိုင်ရာကျောင်းတွေရဲ့ဓမ္မတွေဆရာဆရာမတွေကျိုးစားမှုမပါဘဲနဲ့ဘလို့မှဘလို့အောင်မြင်ဖို့မတ်တိုင်မဆိုင်ထူနိုင်ရမဆိုင်ထူနိုင်ကြဘူး။အဲဒါကြောင့်အားလုံးရဲ့ကျိုးစားမှုမှာပါမလို့ဒီနေ့သာသနာပြုမှတ်တိုင်းမှတ်တမ်းတရားကိုအားလုံးဝိုင်းဝန်းပြီးတော့ကြီးထိုးနိုင်ကြတာဖြစ်ပါတယ်။အဲတော့တစ်ဖက်ကကိုယ်ကြီးကိုဒီနေ့ကုန်ပြုပူဇော်ပွဲသူတို့ကိုစုပေးမယ်ကုန်ပြုပေးမယ်ဆိုပေမဲ့တစ်ဖက်ကလည်းပဲတယောက်ချင်းစီတရွာချင်းစီတအိမ်ချင်းစီတမိသားစုချင်းစီတကြောင်ချင်းစီမှာပြန်ပြီးတော့ကိုယ်ကြိုးစားမှုတွေ့ပြီးသူများကုန်ယူတာတဲ့ကိုယ့်ကိုပြန်ပြီးတော့ကုန်ယူပြီးတော့ဆက်လက်သာသနာပြုလုပ်ငန်းများကိုဆောင်ရွက်နိုင်ဖို့အားအင်တပွဲနဲ့မူတည်တာပေါ်ကြပါအဲဒီကိုပြောပြချင်တယ်ဒီလိုနဲ့ဘုံဘုံတို့ဒီ generation မြတ်စွာဘုရားမရှိတော့တဲ့နောက်ပိုင်းလောကရဲ့ဒီပေါင်း2600ကျော်ကနေယနေ့တတ်တယ်ဘုရားရဲ့တရားဓမ္မအနိတ္တရာကိုတည်ရှိနေတဲ့နောက်ဘုံဘုံတို့အားလုံးလည်းဘုရားရဲ့တရားဓမ္မကိုအမိပြုပြီးတော့တတ်နိုင်တဲ့ဘက်ကနေလည်းပဲသင်ယူရတတ်နိုင်တဲ့ဘက်ကနေလည်းပဲလေးလာနိုင်တယ်တတ်နိုင်တဲ့ဘက်ကနေပြီးတော့လည်းပဲဘုံဘုံတို့အားလုံးကြိုးစားနိုင်တဲ့ဒါနကုသိုလ်တွေပြုနိုင်တဲ့သီလစောင့်တည်နိုင်တယ်တရားပေါ်နာအားထုတ်နိုင်တယ်ဆိုတာဒီခေတ်အဆက်ဆက်ကစင်သက်လာခဲ့တဲ့ဒီလိုကြိုးစားအားထုတ်မှုရလဒ်ကြောင့်ပါပဲဒါကြောင့်မလို့ကိုယ့်ရဲ့ခေတ်မှာလည်းပဲမနေ့ကဆိုတာမမြင်နိုင်တဲ့အရာတွေအနာဂတ်ဆိုရင်တော့ပို့ပြီးတော့ဝေးဒါကြောင့်မလို့လက်ရှိမှာဘုန်းဘုန်းတို့အားလုံးကိုယ်စီကိုယ်ကရရှိလာတဲ့ဘဝတစ်ခုအစွမ်းပြုပြီးတော့ကိုယ်အတွက်လည်းပဲကုန်ရှိရမယ်ကုန်ဆိုတာကသိက္ခာလို့လည်းပြောပါတယ်အဲ့ဒီသိက္ခာဆိုတာကလုံယူမှသိက္ခာလို့ပြောဖြစ်ပါတယ်အဲ့ဒီကုန်သိက္ခာတွေကိုလည်းပဲရှိခင်ရှိထိုက်တဲ့သီလကုန်သမာဓိကုန်ပညာကုန်စိတ်ဆွမ်းရည်ကုန်ရှိအောင်လည်းကြိုးစားကြပါမယ်အတိုင်းဝိုင်းလေးမှာနေတဲ့ခိုင်နိုင်ငံလေးမှာနေတဲ့ခိုင်မိသားစုလေးမှာနေတဲ့ခိုင်ကမ္ဘာလေးမှာနေတဲ့ခိုင်မှာလည်းအားလုံးနဲ့သင်မြတ်တဲ့အားလုံးနဲ့အစဉ်ပြေတဲ့အားလုံးနဲ့ကိုက်ညီတဲ့ဂုဏ်သိက္ခာကိုလည်းဘုန်းဘုန်းတို့အားလုံးဖြည့်သိမ်းရပြုစုရအားထုတ်ကြမှာဖြစ်ပါတယ်။တစ်ဖက်ကလည်းပဲကိုယ်နဲ့သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေယခုကိုယ်ရင်းတွေတွေ့တယ်ပဲ။ကိုယ်ကစွန်းတစွန်းပဲလောင်းအဲ့ဒီလောင်းတဲ့စွန်းတစွန်းတကယ်ရေရှည်သွားတဲ့အခါမှာသာသနာတော်တွေ့ရောကုသိုလ်တရားတွေ့ရောမရေမတွက်နိုင်တဲ့ကုသိုလ်ကောင်းကျိုးများလို့ပေါ်စေတဲ့ညာတစ်ခုဖြစ်လို့ဆိုတာဒါလေးကိုအနုမောဒနာနဲ့အားလုံးကိုကြိုးဆိုစကားဘုံဘုံပြောကြခြင်းနဲ့နောက်ဆုံးပြောကြခြင်းကကိုယ့်အပေါ်လည်းပြန်ပြီးတော့ကိုယ့်ရဲ့ကြိုးစားမှုကိုဒကာကြီးတို့ဓမ္မကြီးတို့အားဆရာတော်တန်ခါတော်တွေကိုယ့်ရဲ့သက်ဆိုင်တဲ့နေရာမှာကြိုးစားပြီးစာကြပုံကြီးတွေနောက်ပြီးတော့
ဝန်ဆောင်မှုကြီးတွေအားလုံးဆရာဆရာမတွေတခြားမတိုးတက်တဲ့ခေတ်နဲ့စာဘုံဘုံကတိုးတက်တဲ့ခေတ်ကိုရောက်ရှိတယ်ကိုယ့်ရဲ့မိဘအဘိုးဘွားတို့လည်းဘုံကပင်ပန်းလာဘုံဘုံတို့ကအဲ့လောက်ထိမပင်ပန်းဒါကြောင့်အဲ့ဒါရဲ့အခွင့်အရေးကိုကောင်းကောင်းရယူကြပြီးတော့ကိုမျိုးကိုရွာကိုတာတနာသက်ဆိုင်တဲ့လိုအပ်တဲ့နေရာမှာတရားဓမ္မကပြန့်ပွားနေမှာတရားဓမ္မကပြီးတတ်နေမှာတရားဓမ္မကရေရှည်နဲ့လူသားအလုံးရဲ့စိတ်ထဲမှာနှလုံးသားလေးမှာရက်တည်နေမှာပါနေအေးချမ်းဖို့ငြိမ်းချမ်းဖို့မျက်စုံနဲ့ဆိုအဲ့ဒါမြင်ပြချင်ဒါကြောင့်ကိုယ်ရင်းတွေကိုပတ်ဖို့ပြီးတော့ငါတို့ကြိုးစားပေးနေတာအားလုံးဟာကြောင်းတဲ့အတွက်တစ်ခုလည်းမဟုတ်ပါဘူး။ဗမေယအတွက်တစ်ခုလည်းမဟုတ်ပါဘူး။ကိုရောဘာအတွက်လည်းမဟုတ်ပါဘူး။ဓမ္မဒိဋ္ဌာကြကြပြန်ပြောပြမယ်ဆိုရင်ဒီကမ္ဘာလုံးလူတိုင်းရရှိလာတဲ့ဘဝခန္ဓာတစ်ခုကိုဆွဲပြပြီးတော့အဲ့ဒီခန္ဓာဆိုတဲ့ဟာကိုဗုဒ္ဓရဲ့တရားဓမ္မနဲ့တိုက်ဆိုင်ကြည့်ပြီးကောင်းမွန်စွာနားလည်သဘောပေါက်ပြီးတော့ဘဝရဲ့အေးချမ်းမှုအရာကိုရရှိခံစားစံစားနိုင်ကြဖို့ရန်အတွက်ငါတို့ကြိုးစားနေတယ်ငါတို့ရဲ့ပတ်ဖို့ငါတို့ရဲ့ကြိုးစားမှုငါတို့ရဲ့သင်ကြားပေးမှုကိုယ်နဲ့ဆိုရင်ရှင်များရဲ့ကြိုးစားမှုတင်ရမှုအားလုံးဟာနောက်ဆုံးတရားရဲ့ပန်းတိုင်ဖြစ်တဲ့အကြောင်းကျိုးကိုသိမြင်နားလည်သဘောပေါက်ပြီးတော့အေးချမ်းမှုနိဗ္ဗာန်ရဲ့အထောက်ပံ့မှုပေးစွမ်းနိုင်တဲ့ကြိုးစားအားထုတ်မှုတွေသင်ယူမှုတွေလေ့လာမှုတွေပတ်ဖို့တွေဖြစ်ကြောင်းဒီကိစ္စချာနှလုံးသွင်းပြီးတော့ကောင်းကောင်းဒီတဲ့မှာတော့ရှိတဲ့ပုဂ္ဂိုလ်ဆရာလည်းပဲကုန်ရှိရတယ်ဒီကရမလည်းကုန်ရှိတယ်အာသမီးလည်းပဲကုန်တိတ်ခါရှိနေရမယ်မိဘလည်းပဲကုန်တိတ်ခါရှိနေရအဲ့ဒါမှပို့ပြီးတော့ဘုံဘုံတို့ဟောဝတ်တစ်ခုဖြစ်ရကြုံနိုင်တယ်ဒါလေးကိုအဖို့ဩဝါဒနဲ့ပြောကြပါရစေအရှင်တို့နေခြင်းကြပြုံးများอันใครละวันวันนี้ขอความปืดปากและขอหุบซุปหักดอนถึงกูเศร้ากูเกาะที่เขาวันนั้นสุดอะไรหุบซุปถึงเอากูมุนถึงเสาเขาซื้ออันออกลิบออกไล่มาที่เขาเมื่อนั้นเสาเขาออกลิบเข้าคาสังขาประกาศดังเซ็งมายุยอมกูมุนอันเสาเขาออกลิบเขาอุสาสะอุสาเนียนเอกมังกลาพุทธมังอันเข้าขาดูแลหักห้องกันดูแลยุยอมกันให้มันเป็นลองขึ้นแรงกระสุนเรื่องหนึ่งในพุทธสมบัติตามไว้สิ่งที่นั้นเรื่องการว่าปางยุยอมกลุ่มบุญซ้อเขาว่ามันได้มายุยอมกลุ่มบุญซ้อเขาได้ซ้อเขาได้มีกลุ่มกว่าได้ให้ไปใส่กลุ่มได้มีเมื่อกาวัดตาเตมีหมุนมีภูมิแถมนั้นอยู่ดีซองเขาตั้งนำการเมื่อได้เอาขาดด้วยไม้ปล่อยยองกลุ่มด้วยกันปล่อยอันยองหมุนแรงปล่อยอันยองพุ่งกับซองของนั้นเขาได้กำเป็นไรย้อนนั้นอยู่ดีอันปางยองกลุ่มได้เฮ็ดเป็นลักนั้นเฮ็ดเป็นเพียงใส่คำซองเขาสิแลให้ได้อ่อนกันสืบสร้างสิ่งอย่างกว่าแท้ให้พอยอมรู้และการเห็นกูสั้นๆให้พอถึงสั้นต้องเชื่อเราสวีนั่นดีครับบอกว่าสาวเขามาได้ออกไปย่อมกูย่อมรู้พุ่งมากเรื่องการในเรื่องกูได้มีพุ่งกันได้ขึ้นมามีอะไรบอกย้อนนั้นก็ให้มีพุ่งกันบารมีนั้นสาวเขาแค่รออันกันเอาอันไหนเพื่อเป็นคอเยียงอย่างมันเสร็จเลยสีขัดใส่แก้วกูเศร้าปวดกูปาสีกันเป็นก้นหนึ่งสัตว์ในกูกอฮามีมุนกอฮามีสีกันดีกันมีกูยาวฮามีมุนกันกูเศร้ากูปาสีกันไหนคือเราในดีเขา
ก็ไม่อันเป็นเสียเจ้าเขาสะพวกเขาอุเจ้าอุดมกุบาเลสังอันเป็นประกาศสะเท้าเขาอุวานอุปอกอุยองอันเสงเลสังอันไรสวยเถียมาตั้งมุตังเสงอันเอาขาคัดใส่ในมันกึ่งเอาเป็นปูเนียวเสลอันคัดใส่ตาเขาตาเปิดให้ขึ้นอย่างในมันกึ่งให้เมื่อเลี้ยวสันในเขาขาเป็นก้นไว้ใส่เอาวิกาวาแทนสันนาในเขาเดียเปลี่ยนสันในมันล่างเลยอันมันล่างเลยในเปลี่ยนสันในย้อนนั้นเอาให้มันมีดีปองอยู่ให้มันมีดีปองแคบๆแบบนั้นมันดีสิเป็นแล้วเมื่อหน้าในกล่องเนนอนเมื่อพุกในกล่องเนนอนย้อนนั้นอันเนนอนมือเหลียวปานเหลียวเพราะว่ามือเหลียวในเขาขาถูกเลมันการคัดใส่บุญตาเฮาบุญตาเปิ้นเขาขึ้นอย่างเด่นเขามีความดีเขามีการกระถิ่นนั้นที่ขายเอาย้อนนั้นอันเสียเจ้าเขาสุขพวกเขาโมสวนเขาว่าอยากประกาศสถาเขาเขาขาดมาอ่อนกันช่วยกันสร้างให้เขาสั่งสอนพระเป็นเจ้าอย่าเป็นลูกโอลูกหายในมันเป็นการเยื่อการหลงเอาอันนี้เลยมันเป็นการอันปันความดีทีเดียวการได้การยุ่งยองข้อสั่งสอนตระพระเป็นเจ้ามันปันความดีต่างนี้เรื่องสุดมาอันสิวังได้เอามายุ่งยองสาวบ้านนั้นบ้านในจอมนั้นจอมนั้นเขาหลู่เขาร้องก่อเขาหลู่สาวบ้านนั้นบ้านในจอมนั้นจอมนั้นใส่ดีเด้มันเป็นเขาอ่อนกันคัดเสือซาตาภาษาศาสนาและต่างพูดนั่นนั้นไฮโปสิ่งในโควันไฮโปสิ่งในน้ำวันอันห้องวันเรียกปันอีกกระดิ่งนั่นเองย้อนนั้นกู้สู่เขาไหมอันสิเขาลองซ้อมเด็กซ้อมอันเกยก่อนยาวเขาสวยเวียวิสัยเด็กเกี่ยวอันเกยก่อนยาวอันประกาศสะเท้าเขาวันกุศลอันเจ้าเช้าปล่อยหมอกเขาเจ้าเช้าเขาอีกุ้งโกเขาเจ้าเช้าน้องเราเขาวันหัวน้ำหน้าเสร็จแล้วใกล้มาหรือมาล้อมดีวิหารการจอการเสนอันเสนอันซีว่ามันตีเปลี่ยนตายอันซีว่าหลุปูปูมันเป็นตามหลุตาถึงเยี่ยมใหม่ตาถึงนิพพานที่ก็เห็นบนห้องบนเตียงนิพพานอันพระเป็นเสาซีไว้ข้อสอนอ่อนนี้อันกลุ่มบนพระเป็นเสาซีไว้เช่นนั้นเข้าขาอ่อนกันปัลบ้าเข้าขาอ่อนกันทับห้องเข้าขากับไปดูเอาข่าวอันกันปัลบ้าเอาข่าวอันกันทับห้องอันที่เขาอันนี้แค่รออ่อนกันผู้แหวกกันผู้เศร้าผู้บ้าผู้โกผู้โกนเสียแน่เมื่อได้เขาเย็ดเลยบอกกันได้ก็พันเสนได้เพราะว่าอันพันเสนในผู้ผู้บ้าอ่อนกันคัดเสนหรือในที่คะแนนปีนี้เขาเฮ็ดอะไรบอกกันได้ก็แค่รอมันกันเอาปุ่มเอาบนกันเพราะว่าอันไปห้างเสยอันไปเอาปุ่มบนได้เนี่ยก็สาวสาวเขาก็บอกให้คัดเสยหรือให้มันโป้ห้างเสยหรือในคะแนนเขาขาดสังขารทั้งหลายเสียประกาศทั้งหลายเลยตั้งมวลการเสียงคู่สอนหัวสอนก็แค่รออ่อนกันเอาอันนี้เฮ็ดเป็นปืนลำเสลบูหันตั้งนาเสให้เขาขาสิบสามสิบอย่างแถวเลยในที่ขาเลยปอบอีนามามันตีขันน้ำตัวเลยมันตียืนใหญ่มากส่วนอันเขาขามุมมองอยู่ไงอะไรย้อนหลับคบมาเป็นปากเลยย้อนบวมสูงขับร้อนเส้นอย่างนี้เสร็จแล้วให้กูเศร้ากูบ้ากูก็กูก้นอยู่ในธรรมะผู้ในตาหูตราพระเป็นเศร้าเสร็จแล้วปืนอิงเอากลุ่มมนกู้สู่การสมัยสนะกู้สู่การสลังเสเฮออนกันนี้กลุ่มย่อเฮอมีบุญพุกการบารมีกูเศร้ากูป้ากูก็กูโกนเสกกันเองนะ